အားလုံးပဲမင်္ဂလာပါဒီကနေ့ရဲ့နောက်ဆုံးရအကစားသတင်းတွေကိုကြည့်ရမယ်ဆိုတော့ Chelsea အသင်းရဲ့အင်္ဂလိပ်တိုက်စစ်ကစားမဖြစ်တဲ့ Raheem Sterling နဲ့ Chelsea အသင်းတို့ကြားမှာလာမယ့် January transfer window မှာပဲကစားသမားနဲ့အသင်းကြားမှာဒါနှစ်ဦးသဘောတူစာချုပ်ဖြတ်သိမ်းပြီးတော့မှ Raheem Sterling က Chelsea အသင်းကနေထွက်ခွာသွားတော့မယ်ဆိုပြီးတော့မှ Football Insider ကဖော်ပြထားတယ်လက်ရှိမှာတော့ဒါကျွန်တော် Raheem Sterling ကနီးပြ Ansu Maresca လက်ထက်မှာပွဲထုတ်ခွင့်မရတဲ့ကစားသမားဖြစ်ပြီးတော့မှပြီးခဲ့တဲ့ရာသီတုန်းကလည်းအာဆင်နယ်အသင်းစီတရားဒီအငါထွက်ကစားတာဖြစ်ပြီးတော့မှဒီရာသီမှာလည်းဘယ်ပွဲစဉ်ကိုမှပါဝင်ခွင့်မရတော့တဲ့ကစားသမားဖြစ်တာကြောင့်မို့လို့ Raheem Sterling က Chelsea အသင်းနဲ့နှစ်ဦးသဘောတူစာချုပ်ဖြတ်သိမ်းပြီးတော့မှ Premier League ကလပ်အသင်းတွေဖြစ်တဲ့ပဲလစ်နဲ့ဖူဟန်အသင်းတို့ကကစားသမားကိုခေါ်ယူဖို့စိတ်ဝင်စားနေတဲ့အခြေအနေကြောင့်မို့လို့ကလပ်အသင်းကိုပြောင်းရွှေ့သွားနိုင်ပွဲရှိတယ်ဆိုပြီးသုံးသပ်ထားတယ်Aston Villa အသင်းရဲ့စင်တာဘက်ကစားသမားဖြစ်တဲ့ Ferdinand ကိုတော့ဒါကျွန်တော်စပိန်လာလီဂါကလပ်အသင်းဖြစ်တဲ့ဘာစီလိုနာအသင်းကခေါ်ယူဖို့စိတ်ဝင်စားတာဖြစ်ပြီးတော့မှသူရဲ့ကလပ်အသင်းဟောင်းဖြစ်တဲ့ Villa ရဲ့အသင်းကပါ Ferdinand ကိုခေါ်ယူဖို့ကြိုးပမ်းနေတာလည်းဖြစ်တယ်တစ်ဖက်မှာတော့ Arsenal အသင်းကဘုံမောက်အသင်းရဲ့တောင်ပံကစားသမားဖြစ်တဲ့ Semenyo ကိုခေါ်ယူဖို့စိတ်ဝင်စားနေစေပဲဖြစ်ပြီးတော့မှSemenyo ကတော့ Premier League ကလပ်အသင်းတွေဖြစ်တဲ့ Liverpool, Chelsea နဲ့တခြားသောကလပ်အသင်းတွေရဲ့ကမ်းလှမ်းမှုကိုကျွန်တော်တို့ပယ်ချထားပြီးတော့မှလက်ရှိမှာတော့ Manchester City အသင်းစီကိုပြောင်းရွှေ့သွားနိုင်တယ်ဆိုပြီးတော့မှသတင်းထွက်နေတဲ့ကစားသမားလည်းဖြစ်တယ်။ Arsenal အသင်းက Manchester City အသင်းနဲ့ဒါပြောင်းရွှေ့ဖို့နီးစပ်နေတယ်ဆိုပေမဲ့လို့ Arsenal အသင်းကတော့ကစားသမားကိုခေါ်ယူဖို့ကြိုးပမ်းနေစေပဲဖြစ်တယ်ဆိုပြီးတော့မှ Myers ကသုံးသပ်ထားတယ်။ Manchester United အသင်းကတော့ AZ အခမအသင်းရဲ့လူငယ်ကစားသမားဖြစ်တဲ့ Chris Smith ကိုခေါ်ယူဖို့ကြိုးပမ်းနေပြီးတော့မှလက်ရှိမှာတော့ကစားသမားကိုပြောင်းရွှေ့ချေယူရိုတန်း60လောက်ထိ Manchester United အသင်းကပေးချေသွားဖို့ဆန္ဒရှိနေရလဲဖြစ်တယ်။ Chris Smith ကိုတော့ဥရောပအသင်းတွေဖြစ်တဲ့ Real Madrid ကလည်းခေါ်ယူဖို့ကြိုးပမ်းနေတာဖြစ်ပြီးတော့မှ Real Madrid အသင်းနဲ့အပြိုင် Manchester United အသင်းကကစားသမားကိုခေါ်ယူသွားမှာလည်းဖြစ်တယ်။ Manchester United အသင်းရဲ့ပေါ်တူဂီကွင်းလယ်ကစားသမားဖြစ်တဲ့ Bruno Fernandes ရဲ့ injury အခြေအနေကလာမယ့် January လလယ်လောက်မှကလပ်ရဲ့ပွဲစဉ်တွေကိုပြန်လည်ပူးပေါင်းနိုင်ပွဲရှိတယ်ဆိုပြီးတော့မှအသင်းရဲ့ဆေးအဖွဲ့ကထုတ်ပြန်ထားတယ်ဆိုပြီးတော့မှ Daily Expert ကဖော်ပြထားတယ်။ Manchester United အသင်းကပဲ Everton အသင်းရဲ့ကွင်းလယ်ကစားသမားဖြစ်တဲ့ James Garner ကိုခေါ်ယူဖို့ကြိုးပမ်းနေတယ်ဆိုပြီးတော့မှ Merseyside News ကဖော်ပြထားတယ်။ Liverpool အသင်းကတော့ Barcelona အသင်းကခေါ်ယူဖို့စိတ်ဝင်စားနေတဲ့ Inter Milan အသင်းရဲ့ Center back ကစားသမားဖြစ်တဲ့ Bastoni ကိုခေါ်ယူဖို့ကြိုးပမ်းနေတယ်ဆိုပြီးတော့မှ Merseyside ကဖော်ပြထားတယ်။ Liverpool အသင်းကလာမယ့် January transfer window မှာအသင်းရဲ့ခံစစ်ကစားသမားတွေအတွက်ပေါ့လေအကြီးစားပြုပြင်ပြောင်းလဲမှုတွေလုပ်သွားဖို့အစီအစဉ်ရှိနေပြီးတော့မှလက်ရှိမှာတော့ဒါဒီတစ်ဖက်ကဘာစီလိုနာအသင်းခေါ်ယူဖို့စိတ်ဝင်စားနေတဲ့ Inter Milan အသင်းရဲ့စင်တာဘက်ကစားသမားဖြစ်တဲ့ Bastoni ကိုခေါ်ယူဖို့ကြိုးပမ်းနေတာလည်းဖြစ်တယ်။ Manchester City အသင်းကတော့ Real Madrid အသင်းရဲ့ဘရာဇီးတောင်ပံကစားသမားဖြစ်တဲ့ Rodrigo ကိုခေါ်ယူဖို့ဒါကျွန်တော်တို့ပထမအကြိမ်ကမ်းလှမ်းမှုကို Real Madrid အသင်းဘက်ကပယ်ချထားတယ်ဆိုပြီးဖော်ပြထားတယ်။ Manchester City အသင်းက Rodrigo ရဲ့ပြောင်းရွှေ့ခြင်းကိုယူရိုတန်း60လောက်နဲ့စတင်ကမ်းလှမ်းခဲ့တာဖြစ်ပြီးတော့မှ Real Madrid အသင်းက Manchester City အသင်းရဲ့ကမ်းလှမ်းမှုကိုပယ်ချထားပြီးတော့မှကစားသမားပြောင်းရွှေ့ခြင်းကိုယူရိုတန်း100ကျော်ဝန်းကျင်သတ်မှတ်ထားတဲ့အခြေအနေကြောင့်မလို့ဒါကျွန်တော်တခြားသောကလပ်အသင်းတွေရဲ့ကမ်းလှမ်းမှုကိုပါ Real Madrid အသင်းကပယ်ချခဲ့တာလည်းဖြစ်တယ်ပေါ့လေဆိုတော့ကြည့်ရှုပေးခဲ့တဲ့ဒုတိယချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ပါတယ်မြန်မာပြည်သူပြည်သားအလုံးစိတ်ချမ်းသာခြင်းကိုယ်ချမ်းသာခြင်းနဲ့အားလုံးပြည့်စုံကြပါစေအားလုံးကိုကျေးဇူးတင်ပါတယ်